လက္ခဏာပညာရေးနဲ့ပတ်သက်ပြီးတော့စီးပွားရေးမှာအောင်မြင်မှုကိုရရှိနိုင်တဲ့လက္ခဏာအမှတ်အသားမျိုးစားဘယ်လိုမျိုးလဲဆိုတာကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ season လေးမစခင်မှာကျွန်တော်ရဲ့ထပ်အောင်ဗီဒီယိုနဲ့လက္ခဏာ channel လေးကို like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာကျေးဇူးပြု၍ထပ်အောင်ဗီဒီယိုနဲ့လက္ခဏာ channel လေးကို like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာခုပုံမှန်မြင်တွေ့ရတဲ့လက္ခဏာအမှတ်အသားညံလန်းချောင်းကအသက်လန်းချောင်းနဲ့ပူးတွဲပြီးထွက်လာတယ်။အဲ့ညံလန်းချောင်းကအရန်ကြီးလဲကွေ့ညွတ်မနေသလိုအရန်ကြီးလဲဖြောင့်တမ်းမနေဘူးနဲ့တင့်လျော်ညီစွာအောက်လေးတို့ညှို့ကွေးသွားတယ်။နောက်တစ်ခါကျတနင်္ဂနွေဂျိုကုံအောက်တက်တဲ့ဒါမှမဟုတ်တနင်္ဂနွေဂျိုကုံနဲ့အနောက်မှာနည်းနည်းပို့ပြီးတော့ရောက်နေတဲ့ညံလန်းချောင်းအဆုံးသက်မှုမျိုးဆိုရင်ဒါအရန်ကောင်းတဲ့ညံလန်းကောင်းပိုင်ရှင်တွေရဲ့လက္ခဏာအမှတ်အသားမျိုးဆက်ဖြစ်တယ်ဒီလိုမျိုးညံလန်းချောင်းပိုင်ရှင်တွေကချက်ထိုးညံကောင်းတယ်ညံသွေးကောင်းတယ်အတလန်းချောင်းနဲ့ပူထွက်လာတဲ့ညံသွေးလန်းချောင်းဖြစ်တဲ့အတွက်စစ်ဆက်တေချာစွာအလုပ်ကိုလုပ်တတ်တယ်စစ်ဆက်နဲ့ပြုလုပ်နိုင်တဲ့စွမ်းရည်မျိုးတွေလည်းသူတို့မှပိုင်ဆိုင်တယ်ညံသွေးကောင်းမွန်ပြီးတော့ချက်ထိုးညံကောင်းတဲ့အတွက်စီးပွားရေးတွေမှာသူတစ်ပတ်တည်းအကွက်ပုံမြင်နဲ့အရှိပိုရောက်တယ်အဲ့ဒီလိုမျိုးညံလန်းချောင်းလည်းပါရှိတယ်လက်သားအောက်ကဗုဒ္ဓဦးဂျိုကုံတို့ခေါ်တဲ့အသားဆိုင်လေးကလည်းပြမုံလေးရှိနေတယ်ဆိုတော့ဒီလူကစီးပွားရေးနဲ့ပတ်သက်ပြီးအကျိုးပေးအားကောင်းပါတယ်နောက်တစ်ချက်ကကြအပေါ်မှာဟိုမှာခုလိုမျိုးမြင်းချောင်းလေးပါနေတယ်ဆိုတော့စကားပြောဆိုတာမှာစီးပွားရေးနဲ့ပတ်သက်ပြီးပါနေတယ်ပြောတတ်ဆိုတတ်တယ်ရောင်းတတ်ဝယ်တတ်တယ်ကုန်သွယ်ရေးဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဒီလူကအကျိုးစီးပွားဖြစ်ထွန်းနိုင်တဲ့လက္ခဏာအမှတ်အသားအကောင်းမျိုးစားပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ season လေးကဒီနေ့ဒီလောက်ပါပဲခင်ဗျနောက် season များဆက်လက်အားပေးနိုင်တဲ့အတွက်ကျွန်တော်ရဲ့ထပ်အောင်ဗီဒီယိုနဲ့လက္ခဏာ channel လေးကို like and subscribe လေးပြုလုပ်ပေးထားကြပါခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျထပ်အောင်ဗီဒီယိုနဲ့လက္ခဏာ channel လေးကို like and subscribe လေးလုပ်ပေးထားကြပါအောင်ခင်ဗျ